မဲပေးပြီးတော့စီထဲမှာဘယ်လိုခံစားနေရလဲဗျ ဝင်သားပါတယ်ဗျာအတိုင်းနဲ့လုံးပါပဲဗျာ မဲပေးပြီးတော့စီထဲမှာဘယ်လိုခံစားနေရလဲ ပြည်သူတော်ဝင်ကြည်ရလို့ခံစားရပါတယ် မဲပေးပြီးတော့စီထဲမှာဘယ်လိုခံစားနေရလဲ တော့သွားတယ်လို့ပဲ ဟုတ်လားဒီရွက်ကောက်ဝေးပြီးရင်ရောဘာတွေဖြစ်လာမယ်လို့မျှော်လင့်ထားလဲဘာတွေဖြစ်စေချင်လဲ ။ဘာရွက်ကဝဲပြီးရင်တော့မငိမ့်ချမ်းတဲ့နေရာလေးငိမ့်ချမ်းခြင်းနဲ့ပေါ့။အများဆုံးလဲဟိုပါပေါ့ပြည်သူရဲ့စမပြေခြင်းနဲ့ပျော်ရွှင်ခြင်းနေခြင်းနဲ့ပေါ့ အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်နေတဲ့နေရာကနေပြည်တော်ကောက်စီနေပြီးပုပ္ပတီတီမျိုးနဲ့ချီတောင်ကအမှတ်တရရက်ွက်တွေကမဲယုံပါပါဒီမှာမဲပေးတဲ့ပြည်သူတွေကိုမဲပေးပြီးရင်ဘယ်လိုများခံစားနေရမလဲဆိုတာကိုကျွန်တော်မေးမြန်းတိဆက်ပေးသွားပါမယ်ခင်ဗျာဘာမင်္ဂလာပါ မင်္ဂလာပါ ဘာနာမည်လေးမိတ်ဆက်ပေးပါဦး ဟုကူကူပါ ဘာမဲပေးခဲ့ပြီလား ပြခဲ့ပါပြီ မဲပေးပြီးတော့စီထဲမှာဘယ်လိုခံစားရလဲဗျ ချီနူးကျင်တတ်တော့ အခုချက်ကလုံးနဲ့မဲပေးရတာပေါ့အဲ့ဒါမှဟောအဆင်ပြေရလား အဆင်ပြေပါတယ်အကုန်လုံးအဆင်ပြေတယ် တခြားမဲပေးမဲ့ပြည်သူတွေကိုဟိုမဲမပေးရသေးတဲ့ပြည်သူတွေကိုဘာများပြောချင်လဲဗျ ဒီကူကတိုက်တွန်းလိုက်အောင်ရှိတယ်လေဟိုမှန်လားဒီအကုန်လုံးအဆင်ပြေတယ်လှုပ်ထားတာဒီတရက်ကွက်ကအကုန်လုံးအဆင်ပြေအောင်လှုပ်ပေးထားတာအားလုံးကိုအဆင်ပြေအောင်လုပ်ပေးထားတာဒါလေးသွားလိုက်ရုံပဲဥက္ကရာကြီးလုပ်ပေးထားတာတော်တော်ကိုအဆင်ပြေတယ် ကျေးဇူးတင်ပါတယ်ဗျ ကျေးဇူးတင်ပါတယ် ဘာမင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါ မနာမည်လေးမိတ်ဆက်ပေးပါဦး မစမထွေးပါရှင် မဲပေးခဲ့ပြီလားမ ဟုတ်ကဲ့ပေးခဲ့ပါရင် မဲပေးပြီးတော့စိတ်ထဲမှာဘယ်လိုနေလဲမ ပြောပါတယ်မဲပေးရလို့ဟုတ် ဟိုမဲမပေးရသေးတဲ့ပြည်သူတွေကိုရောဘာမှန်းပြောချင်လဲမ မဲပေးရတဲ့ပြည်သူတွေကိုမဲပေးပါလို့ပြောချင်ပါတယ်ပေးရတဲ့ပြည်သူလေးဟုတ် ဟိုဒီစက်ကလုံးနဲ့မဲပေးရတာပေါ့အဲ့ဒါရောအဆင်ပြေရလား ဟုတ်ကဲ့ပြပါတယ်ဆရာမရလည်းအကုန်ပြောပြပါတယ် ကျေးဇူးပါမ ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ် ဟိုကြီးမင်္ဂလာပါ ဟုတ်မင်္ဂလာပါဗျ ဟိုကြီးနာမည်နဲ့အလုပ်ကိုင်လေးမိတ်ဆက်ပေးပါဦး ကျွန်တော်ကအောင်မျိုးမင်းလွင်ပါခင်ဗျအလောက်ကန်တော့တောင်းသူ ဟုတ်ဟိုကြီးမဲပေးခဲ့ပြီလား ဟုတ်ပေးခဲ့ပါပြီဗျ မဲပေးပြီးတော့စိတ်ထဲမှာဘယ်လိုခံစားနေရလဲ ပေးပြီးသွားပြီဆိုစိတ်ထဲမှာလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါပဲခံစားရပါတယ်ဗျ ဒီစက်ကလုံးနဲ့မဲပေးရတာရောဘယ်လို ဆင်ပြေပါတယ်ဗျအဆင်ပြေပါတယ် ဒါနဲ့ဆိုမဲပေးတာဘယ်နှစ်ကြိမ်ရှိပြီလဲကိုကြီး ကျွန်တော်တို့ဒါနဲ့ဆိုပြီးခဲ့တဲ့နေ့အခုနဲ့နှစ်ကြိမ်ပေါ့ကျွန်တော်ပေးပြီးသွားတော့ ဟိုမဲမပေးရသေးတဲ့ပြည်သူတွေကိုရောဘာမှန်းပြောချင်လဲဟို အဲဒီမဲမပေးရပြည်သူလည်းမြန်မြန်လေးဟိုဥစားပြူအောင်မဲပေးစေချင်တာပေါ့ဗျာကျွန်တော်တို့ကတော့စင်ပြေသွားအောင်ပေါ့နော် ကျေးဇူးတင်ပါတယ်ကိုရော ဟုတ်စေချင် အမမင်္ဂလာပါ မင်္ဂလာပါရှင့် အမနာမည်နဲ့အလုပ်ကိုင်လေးမိတ်ဆက်ပေးပါဦး မနေ့လောက်ကဈေးတယ် မဲပေးခဲ့ပြီလားမ ပေးခဲ့ရှင့် ဟိုမဲပေးပြီးတော့စိတ်ထဲမှာဘယ်လိုခံစားရလဲ ပြောပါတယ်ပီတိဖြစ်တာပေါ့ ဟိုမဲမပေးရသေးတဲ့ပြည်သူတွေကိုရောဘာမှန်းပြောချင်လဲမ ဟိုတခုခုတော့ကြောင်းလဲမလို့ထင်တာပဲလीနော်အဲ့လိုတော့ထင်တယ်မပြရဘူးလဲပေးပြအောင်ပေးဖို့တော့တိုက်တွန်းထားပါတယ် တခုခုပြောင်းလဲစေချင်တော့မှဘယ်လိုအပြောင်းလဲမျိုးတွေမျှော်လင့်ထားလဲ ပုံသိန်းလုံးပါပဲတန်သေးစီစီလေးပဲအဓိကကျွန်တော်တို့ကတော့လက်လုပ်လက်စားသမားရဆိုတော့လीနော်ဟာပါပဲ ဒီရွက်ကောက်ဝေးပြီးရင်အဲ့လိုတွေဖြစ်လာမယ်လို့ယုံကြည်လားမ ညွန်ကြည့်ချက်တော့ရှိပါတယ် ကျေးဇူးတင်ပါတယ်မ ဟုတ်ကဲ့ ဘာမင်္ဂလာပါ မင်္ဂလာပါ ဘာနာမည်လေးမိတ်ဆက်ပေးပါဦး ဦးမြတ်သော ဘာမဲပေးခဲ့ပြီလား ပြီးခဲ့ပါခင်ဗျာ ဟိုမဲပေးပြီးတော့စိတ်ထဲမှာဘယ်လိုခံစားနေရလဲဗျ ဝင်သားပါတယ်ဗျာအတိုင်းနဲ့လုံးပါပဲဗျာ ဒါနဲ့ဆိုဘာမဲပေးတာဘယ်နှစ်ကြိမ်ရှိပြီလဲ တုံးလေးချိန်တော့ကြီးမမှတ်မိတော့ဘူးကွာအသက်ကလည်း80ကျော်လေတော့နော်အရင်လည်းပြီးဘူးပါတယ်ဘာပဲလုပ်လို့နိုင်အတွက်ထိတ်ဆုံးရသွားပါတယ်ဝင်သားပါငါကြီး အခုရွက်ကောက်ဝေးဘယ်လိုမြင်လဲဗျ အခုတော့အကောင်းဆုံးပဲမြင်ပါတယ်ငါကြီး ဟိုချက်ကလုံးနဲ့မဲပေးခဲ့ရတာရောအဆင်ပြေရလားဘယ်လို ပြီးပါတယ်ခင်ဗျာပြီးပါတယ်ဝင်လဲသားပါတယ် ရွက်ကောက်ဝေးပြီးမှရောဗျဟိုဒါပြီးမှဘာတွေဖြစ်လာစေချင်လဲဘာတွေမျှော်လင့်ထားလဲ အကောင်းဆုံးဖြစ်ပါပဲဆုတောင်းပါတယ်ကွာ မဲမပေးရသေးတဲ့ပြည်သူတွေကိုလည်းတခုခုပြောပြပါဦးဗျ ။အော်ဒီမဲဆန္ဒကိုလာထည့်ကြပါလို့အကုန်လုံး ခုလည်းပြကျေးဇူးတင်ပါတယ်ဗျ ဟုတ်ကဲ့ပါခင်ဗျာ ဘာမင်္ဂလာပါ မင်္ဂလာပါ ဘာနာမည်နဲ့အလုပ်ကိုင်လေးမိတ်ဆက်ပေးပါဦး နာမည်ကတော့ဥကျော်ဝင်းပါအလောက်ကန်ကတော့ဦးလေးကဖြန်ကြလုပ်ပါတယ် မဲပေးပြီးတော့ဘယ်လိုခံစားရလဲ ဝဲပေးတာတော့ဟိုလူတွေတော်တော်များများတိုးနေရတယ်ပါတယ်အဲ့လိုပဲဟုတ်နော်ဟိုမဲပေးတဲ့ဥစ္စာကတော့ဦးလေးတို့ကဘယ်လိုပြောလဲဆိုတော့နိုင်ငံတော်မှာတည်ငြိမ်တဲ့အစိုးရတစ်ခုဖြစ်သွားဖို့ဒါလေးကြောင့်မဲပေးတာပါ ဟိုဖယ်ချီလောက်တွေကလာရောက်နေတာလေမဲပေးဖို့ 9 နာရီလောက်တည်းရောက်နေတာပါဟုတ် ဒီရွက်ကောက်ပွဲအပြီးမှာရောဗျဘာတွေများမျှော်လင့်ထားလဲ ဟိုရွေးကောက်ပွဲအပြီးမှာတော့တည်ငြိမ်တဲ့အစိုးရနဲ့တည်ငြိမ်တဲ့ဥပဒေတွေမျှော်လင့်ထားပါတယ်နိုင်ငံတော်ကြီးတာဖွံ့ဖြိုးဖို့ဦးလေးတို့မျှော်လင့်ပါတယ် မဲမပေးရသေးတဲ့ပြည်သူတွေကိုရောခုပြောချင်တာရှိလားဗျ ။အော်ပြောချင်တာရှိပါတယ်မဲပေးကြပါလို့ပြောချင်ပါတယ် ဘာအနေနဲ့ဆိုမဲပေးတာဘယ်နှစ်ကြိမ်ရှိပြီလဲ ။၃ချိန်ရှိသွားပါပြီ ဒီရွက်ကောက်ပွဲကိုဘယ်လိုမြင်လဲဗျ ။ဒီရွေးကောက်ပွဲကတော့ဟိုထူးထူးခြားခြားတစ်မျိုးရှိပါတယ်။ဟုတ်ဟိုတိကျတယ်လို့တော့ထင်ပါတယ် ဟို
စက်ကလုံးကိုပြောချင်တာ ဟုတ်တယ်စက်ကလေးကိုပြောချင်တာပါ အဲစက်ကလုံးနဲ့မေးပေးရတာရောဘယ်လိုခံစားရလဲ ကောင်းပါလေအဲ့ဒါတော့ကျွန်တော်တို့သဘောကျပါ ဟုတ်ကျေးဇူးတင်ပါတယ်ဗျမင်္ဂလာပါ ဟုတ်မင်္ဂလာပါ ညီမနာမည်လေးမိတ်ဆက်ပေးပါဦး ညီမနာမည်မတ်တီချင်းညွန့်ပါ ဟိုမေးပေးခဲ့ပြီလားညီမ ဟုတ်ပေးခဲ့ပါပြီ မေးပေးပြီးတော့စိတ်ထဲမှာဘယ်လိုခံစားနေရလဲ ဟိုပြည်သူတောင်ဝင်ကြည်ရလို့ခံစားရပါတယ် ဟိုဒါဟိုမေးပေးတာဘယ်နှကြိမ်ရှိပြီလဲ ညီမဒါဆိုမမရရ2ကြိမ်ပေါ့ ဒီရွက်ကောက်ပွဲဘယ်လိုမြင်လဲညီမ တရားမျှတမယ်လို့ထင်ပါတယ် ဒီစက်ကလုံးနဲ့မေးပေးရတော့စိတ်ထဲမှာဘယ်လိုနေလဲ ဟိုဘယ်လိုပြောမလို့နည်းနည်းထူးခြားရပေါ့ ဟိုအဆင်ပြေပြေရောပေးခဲ့ရလား ဟုတ်ပေးခဲ့ပါတယ် မေးပေးရသေးတဲ့ပြည်သူတွေကိုတစ်ခုခုပြောပြပါလားညီမ အတက်နိုင်ဆုံးပြည်သူတောင်ဝင်ကြည်ဖို့တိုက်တွန်းချင်ပါတယ်လို့ပြည်သူတရားဖြစ်ဖို့အတွက်ပေါ့ ဒီရွက်ကောက်ပွဲပြီးရင်ရောဘာတွေဖြစ်လာမယ်လို့မျှော်လင့်ထားလဲဘာတွေဖြစ်စေချင်လဲ ဟာရွေးကောက်ပွဲပြီးရင်တော့မငြိမ်းချမ်းတဲ့နေရာလေးငြိမ်းချမ်းချင်တယ်ပေါ့အများဆုံးလဲဟိုပါပေါ့ပြည်သူရဲ့စင်ပြေခြင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ပေါ့ ဘုလိုပြပြကျေးဇူးတင်ပါတယ်ညီမမမင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါရှင် အမနာမည်နဲ့အလုပ်ကန်လေးမိတ်ဆက်ပေးပါဦး တီတာလိုင်းမှာပြန်ကြ မမေးပေးခဲ့ပြီလား ပြီးခဲ့ပြီရှင် ဟိုမေးပေးပြီးတော့စိတ်ထဲမှာဘယ်လိုခံစားနေရလဲမ ပြောတာပေါ့ဒါနှစ်တိုင်းပေးရမှာမဟုတ်ဘူးလေအတွေ့အကြုံရဆို9နှစ်မှတစ်ချိန်ဆိုတော့ပြီးပြီးဖြစ်တာပေါ့ဟုတ် အမမေးပေးတာဘယ်နှကြိမ်ရှိပြီလဲဒါနဲ့ဆို ဒါနဲ့ဆိုရင်10ကြိမ်လောက်ရှိပြီနဲ့တူတယ် စက်နဲ့မေးပေးရတာရောအဆင်ပြေရလားစိတ်ထဲမှာဘယ်လိုခံစားရလဲ ဒါနဲ့မဲပေးရအဆင်ပြေတယ် ဒီရွက်ကောက်ပွဲပြီးရင်ရောဘာတွေများဖြစ်လာစေချင်လဲတာမီမှာဘာတွေမျှော်လင့်ထားလဲ ဟောအေးအေးချမ်းချမ်းလေးနဲ့ပေါ့နော်လှုပ်စားရတောက်ရလှုပ်ရကန်ရတာလေးအဆင်ပြေတယ်ဆိုရင်တော့ကျေနပ်တာပေါ့ ဟုတ်ဟိုမေးပေးရသေးတဲ့ပြည်သူတွေကိုလည်းတစ်ခုခုပြောပြပါဦးမ သေးသေးကျင်ပါတယ်လို့နော်ကိုယ်နိုင်ငံအတွက်လေးဒါဟုတ်တယ်မို့လားဆိုတာကောင်းတာတော့တက္ကနာလေးအဲ့လိုမျိုးလေး ကျေးဇူးတင်ပါတယ်မ ဟုတ်ကဲ့ဟုတ်ကဲ့ ဒေါ်ကြီးမင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါ ဟိုဒေါ်ကြီးနာမည်လေးမိတ်ဆက်ပေးပါဦး ထော်တင် ဟုတ်ဒေါ်ကြီးမေးပေးခဲ့ပြီလား ဖေးပေးခဲ့ပါပြီ ဟိုမေးပေးတဲ့အတူတူလေးပြောပြပါဦးဘယ်လိုနေလဲ ခက်ခဲပါမှမရှိပါဘူး မေးပေးပြီးတော့စိတ်ထဲမှာဘယ်လိုခံစားနေရလဲ တော့သွားတယ်လို့ပဲ ဟုတ်လား ဟုတ် မေးပေးရသေးတဲ့သူတွေကိုတစ်ခုခုပြောပြပါလားဒေါ်ကြီး ။အိုးဒီကိုတိုင်းပြည်အတွက်ကိုနော်ကောင်းစားရေးအတွက်မဲမဖြစ်မနေပြကြပါလို့ပဲကျွန်မပြောချင်ပါတယ် ဟုတ်ကျေးဇူးတင်ပါတယ်ဒေါ်ကြီး ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။